ဒီလိုနဲ့ဗျာတချို့လူတွေကပလီဆောက်လိုက်တယ်မစီဒီဒူရာရဲ့အကြောင်းပြောပြတယ်တကယ်တော့ပလီဆောက်တဲ့ facility တွေရှိပါတယ်ဒါပေမဲ့ကုရ်အာန် hadith ထဲမှာပလီဆောက်ခြင်းနဲ့အတူအလ္လာဟ်ရဲ့ဇီကရ်နဲ့တီလာဝတ်ရဲ့ရှရတ်ကိုပါတွန်းတွဲပြီးတော့အလ္လာဟ်အမိန့်ရှိထားတယ်ပလီဆောက်တော့မယ်ဆိုရင်ဇီကရ်တီလာဝတ်ရဲ့ရှရတ်လည်းရှိရမယ်အဲ့ဒီတော့ပလီဆောက်ရတဲ့မက်ဆတ်ရည်ရွယ်ချက်ဆိုတာလည်းရှိတယ်အဲ့တော့စောင့်ထားတဲ့ပလီထဲမှာမွတ်ဆလမန်တူတယောက်ကိုအဟံတားလို့မရဘူးနော်ပလီလာတာတစ်ချိန်လုံးကကာဖီမူရှရစ်တွေကတမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကိုပလီလာခြင်းကနေပြီးတော့တားကြတယ်ဒါငါတို့ရဲ့ပလီဖြစ်တယ်မင်းနဲ့မဆိုင်ဘူးဆိုင်းမုတ်ပါတင်ထားတယ်မလာဘူးအလ္လာဟ်ရဲ့အိမ်ကိုလာဖို့တားတာကာဖီရဲ့မီဇာဂျ်နော်တမန်တော်ခင်မှာတမန်တော်မြတ်ဆလ္လာလာအလိုင်ဝါဆလမ်ဘိုက်တူလာကိုမြင်ရင်လို့ဟူဇိုင်ဘီယာမှာအတားခံရတယ်မလာရဘူးတဲ့ဒီဂျမားတီဒီအလုပ်ကိုမိုမင်မလုပ်ဘူးအခုကျွန်တော်တွေးတော့မတွေးရဲဘူးကျွန်တော်တို့ရဲ့ပြူကွဲမှုကကျွန်တော်တို့ကိုဒီဘဝရောက်အောင်ပို့ပေးလိုက်တာအလ္လာဟ်ရဲ့ဘိုက်တူလာကိုလာခြင်းကနေပြီးတော့မွတ်ဆလမန်ကမွတ်ဆလမန်ကိုအဟံတားတွေလုပ်နေပြီမလာဘူးအတွက်တော်ဝမ်းနေဘူးကောင်းတယ်ကျွန်တော်တို့ပြူကွဲမှုကဒီဘဝကိုရောက်အောင်ပို့ပေးတာဒါကငါတို့ပလီတဲ့မင်းတို့ပလီမဟုတ်ဘူးစသဖြင့်ဆိုင်းဘုတ်တွေပါတင်ထားလိုက်တယ်မလာဘူးအတွက်ဒါကိုဂုံယူပြီးတော့တင်းနေတာအခုဘာများကွာချလို့လဲတမန်တော်ကာဘာကျောင်းတော်ကိုမလာဘူးအတွက်တားတယ်ဆာဟာဘာတွေကိုပလီတွေကိုမလာဘူးပရဝုန်တွေကိုမလာဘူးတားတယ်အခုလဲတချို့တွေကပလီလာဖို့အတွက်ပလီမလာဖို့အတွက်တားတယ်အခုပြူကွဲကြီးပလီတစ်လုံးစောက်လိုက်တယ်ကုရ်အာန်ထဲမှာမစီဒီဒူရာရဲ့အကြောင်းကိုအကျယ်တဝင့်ပြောပြနေတယ်တမန်တော်မြတ်ဆလ္လာလာအလိုင်ဝါဆလမ်လူငယ်တွေကိုတွားပြီးတော့အမိန့်ပေးတယ်တွားမီးရှို့ပြီးဖျက်ဆီးလိုက်ဒီပလီစောက်ရတဲ့ရည်ရွယ်ချက်ကအွမ်မတ်ကိုဖြိုခွဲဖို့အတွက်အဲ့ဒီမှာတွားစုဖို့အတွက်စောက်အခုကုရ်အာန်ထဲမှာတော်တော်အံ့ဩဖို့ကောင်းတဲ့အုဆူလ်တစ်ခုကိုတင်ပြထားတယ်ကုရ်အာန်ထဲမှာဒီကိစ္စအမိန့်ရှိထားတယ်အကျဉ်းသူများဟာခွဲထွက်လိုက်တယ်သူတို့ကပြောမယ်ငါတို့ကအမှန်တရားဖြစ်တယ်ငါတို့ကဟက်တွေပါကျွန်တော်ပုံဝင်လင်းလင်းပြောရရင်ကုရ်အာန်ထဲမှာကဆမ်ကြိမ်ပြီးတော့ပြောတာဝလာယဟလီဖွန်နာသူတို့ပြောကြတယ်ကျွန်တော်တို့ကကောင်းမှုခွဲထွက်လိုက်တာဆိုပြီးတော့ပြောကြတယ်ကုရ်အာန်ရဲ့ကိစ္စကိုပြောတာနော်ဖြိုခွဲရေးသမားတွေခွဲထွက်ရေးသမားတွေကဘယ်တော့မှကောင်းကျိုးကိုလိုလားလို့ခွဲထွက်သွားတာမဟုတ်ဘူးကုရ်အာန်ထဲမှာပုံမှန်လင်းလင်းပြောထားတယ်လမ်တာကီဒ်နဲ့လာတယ်နူန်တာကီဒ်နဲ့လာတယ်နောက်ထပ်တာကီဒ်နှစ်ခုနဲ့လာတယ်ဥလမာတွေကိုကျွန်တော်ပြောတာဝါလာယဟလီဖွန်နာအင်အရဒနာအီလလ်ဟုစနာအလ္လာဟ်ကဒီစကားကိုအမိန့်ရှိဖို့ကဆမ်လေးကကြိမ်ပြီးတော့အမိန့်ရှိတယ်အလ္လာဟ်ရဲ့ငါအရှင်မြတ်ရဲ့ကဆမ်ငါအရှင်မြတ်ရဲ့ကဆမ်ဒီလူတွေကောင်းကျိုးလူလားတဲ့သူတွေမဟုတ်ဘူးကုရ်အာန်ရဲ့အာယတ်တော်ရှေ့ဆက်အာယတ်တော်မုတ်ချဤကငါအလ္လာဟ်ကိုယ်တိုင်တတ်သိခံတယ်သူတို့လူလိမ်တွေဖြစ်ကြောင်းကိုဒါကြောင့်ဖြိုကွဲသမားတွေဖြိုခွဲသမားတွေဟာခိုင်သမားတွေမဟုတ်ဘူးကျွန်တော်တို့ကခိုင်ကိုလူချင်းလို့ခွဲထွက်တာပါဆိုပြီးတော့ပြောရင်လည်းဒါလိမ့်နေတာပါကုရ်အာန်ကပြောနေတာတမန်တော်မြတ်ကိုအမိန့်ရှိတယ်ဒီပလီဝေကျောင်းတော်ကိုဘယ်တော့မှခြေဦးမလဲဘူးလုံးဝခြေဦးတော့မလဲနဲ့အလ္လာဟ်ရဲ့ရှာန်ပဲအဲ့ဒီနေရာကိုမီးရှို့လိုက်တော့ပြန်ဖြစ်သွားတယ်မစီဒီသူရာအကြောင်းပြောတာနော်ကုရ်အာန်ရဲ့အကြောင်းပြောနေတာအဲ့တော့စာဘီတစ်ပါးကိုပြောပြတယ်ခင်ဗျားစီမှာအိမ်လည်းမရှိဘူးခင်ဗျားပြည်လေတာလည်းမဟုတ်ဘူးအလ္လာဟ်ရှင်မြတ်ကကိုရောကိုအမိန့်ပေးတယ်မလားဒီနေရာကိုခြေဦးတော့မလှည့်ဘူးကျွန်တော်ဘယ်လိုလုပ်ဒီနေရာယူရဲမှာလဲဟိုစာဘီကလည်းပြန်ပြောတယ်ကျွန်တော်ဒီနေရာမလူချင်ပါဘူး
यहाँ कदम होने को अल्लाह ने मना ဒီနေ किया ရာ है ကို तो ခြေဥတော်မလဲဖို့အတွက်အလ္လာဟ်ကကိုရော့ကိုအမိန့်ရှိထားတဲ့နေရာပဲဘသူပဲဝါပဲဆာဟာဘီကကျွန်တော်ထပ်ပို့ပြီးတော့မပြေးလဲဘူး मस्जिद की जगह ကို एक ရော और साधु को သူ့ပေးလိုက်ပါလားသူကမရှရာပေးတယ်ဒီဆာဟာဘီကတမန်တော်လည်းနောက်ဆုံးပေးလိုက်တာပေါ့ဗျာ वो कहते हैं आपका हुक्म था मैंने जगह दे दी တမန်တော် मैंने वहाँ अपना घर बना ပေး लिया လိုက်တော့ कहते हैं मैं ကျွန် जब တော်က तक တ उस မန် घर တော် में ပေးတဲ့ रहा နေရာ मैं ပေါ်မှာ औलाद ဒီ रहा မစီဒီရာဖြိုခွဲပလီဆောက်ခဲ့တဲ့နေရာမှာကျွန်တော်အိမ်ဆောက်ပြီးနေတာဘယ်တော့မှခလီးမရဘူး फसाद ဒီလူတွေရဲ့နဟူဆက် फसाद ပေါ့ और ဗျာ इख्तिलाफ का हाल ये देखिए အွမ်မတ်ကိုပြိုကွဲအောင်လုပ်ဖို့ရည်ရွယ်ချက်နဲ့တည်ထားတဲ့နေရာရဲ့နဟူဆက်က ये ကျွန်တော်ခ कहते လီး हैं မရ मैं ဘူး जब तक उस मकान में रहा मैं औलाद रहा मुझे औलाद नहीं हुई ကျွန်တော်အဲ့ဒီမှာနေသေးတဲ့ကကျွန်တော်မိသားစုမှာခလီးမရဘူးအလ္လာဟူအက်ဘာ युहलिक हर्स व नस्ल ဒီဆာဟာဘီကဆက်ပြီးတော့ပြောပြတယ် जमीन की पैदावार को भी ကျွန်တော်အပင်အနံလေးပါလေးစိုက်စားတယ်နော်အတီးတစ်လုံးမှမတည်ဘူးတဲ့အလ္လာဟူအက်ဘာ कर देता है इस तरह वल्लाहु ला युहिब्बुल फसाद အလ္လာဟ်ကပြဿနာရှာတဲ့သူမနစ်သက်ပါဘူး कहते हैं मैंने मुर्गी बिठाई अंडों पर ကျွန်တော် तो अंडों में से ကြက်မွေးတယ်နော်ကျွန်တော်အိမ်မှာကြက်မကကြက်ဥမပေးဘူးတဲ့ကြက်ဥမအုပ်ဘူးတဲ့အလ္လာဟ်ကျွန်တော်အဲ့ဒီနေရာမှာနေနေသေးသေးတီး और တီး मेरे घर से ကျွန်တော်အိမ်မှာခိုးတကောင်ကလည်းလာပြီးတော့အတိုက်မတည့်ဘူး करते थे मेरे घर ငှက်တကောင်လည်းလာပြီးတော့မနာဘူး अंडे नहीं दिए घोंसले नहीं बनाया मेरे တော့ मेरे ကျွန် घर တော် से ဥ बड़ी တွေပါတွေ बड़ी ထည့် दहशत ထည့်ကြည့်တယ်တခြားနေရာကနေကြက်ဥဝယ်ပြီးတော့ထည့်ကြည့်တယ်အကောင်မပေါက်ဘူး इश्तिराक ပြူကွဲရဲ့နဟူစဘလောက်ကြောက်ဖို့ इसलिए ပေါ့ मैंने अर्ज की है पूरी ဒါကြောင့် बात ကျွန်တော်ပြောနေတာ सबसे अहम और बुनियादी ကျွန်တော်တို့အတွက်အရေးကြီးဆုံးအခြေခံကြတဲ့အချက်တစ်ချက်ကအွမ်မတ်ကိုအစ္စတီမာယတ်ဘယ်လိုတည်ဆောက်ရမလဲ इज्तिमाइयत နော်အစ္စတီမာယတ်တည်ဆောက်ဖို့လိုအပ်ပါတယ် सल्लल्लाहु अलैहि वसल्लम